ဒီနေ့မှာတော့ဒါ skin care မှာတုံးတဲ့ element တွေကိုဘယ်လိုရှာလို့ရမလဲဆိုပြီးတော့မေးထားတာလေးကိုဖြေသွားပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒါ cosmetic podium background ဆိုပြီးတော့ဒီလိုရိုက်ရှာလိုက်လို့ရှိရင်လည်းဒါ skin care မှာတုံးတာများတယ်ဒီလိုမျိုး product လေးတွေတင်တဲ့ podium design လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုဒီမှာတွေ့ရမှာဖြစ်တယ်ရန်ကိုအသုံးဝင်ပါတယ်နော်ဒါကို product နဲ့ live ဖက်မဲ့ podium design လေးတွေကိုယူပြီးတော့ဒီလိုမျိုးတုံးလို့ရတယ်နောက်တစ်ခုကtexture switch ပေါ့နော် texture switch ဆိုတာကြတော့ तू ကဥပမာကိုကနှခမ်းနီရောင်လေးပြချင်တာဆိုရင်ဒါ lip texture switch ဆိုပြီးရိုက်ရှာလိုက်လို့ရှိရင်ဒီလိုမျိုးအရောင်လေးတွေကိုကိုယ့်ရဲ့ design မှာဒါဘူးလေးနဲ့တွဲပြီးတော့ color ပြတဲ့ပုံစံမျိုးပြလို့ရတယ်ပေါ့နော်ရိုးတန်း color plate လေးတွေရိုးတန်း color ကိုစဝိုင်းလေးတွေနဲ့ပြတဲ့ဆိုင်ရင်ဒါပို့ပြီးတော့ဆွဲဆောင်မှုရှိမယ်ကိုယ့်ရဲ့ product ကဒါဆူဆူတောက်တောက်လေးဆိုရင်ဆူဆူတောက်တောက်ရောင်လေးတွေ texture switch လေးတွေတုံးပြီးပြမယ်နည်းနည်း6တပတ်ရောင်66လေးတွေဆိုလဲဒီမှာဒီလိုမျိုးရောင်66 texture switch လေးတွေနဲ့တွဲပြီးတော့ပြမယ်ဆိုရင်ပို့ပြီးတော့ကိုထားတိုင်းထားတတ်တယ်လို့ပေါ့နော်ပို့ပြီးတော့ဆွဲဆောင်မှုရှိသွားမှာပေါ့နော်တကယ်အပြင်မှာဒီ product ကိုမြင်တွေ့ရတဲ့ပုံစံမျိုးဖြစ်မှာပေါ့လေအဲ့လိုမျိုး texture switch ဆိုတာကတော့ဒီနှခမ်းတွေကိုနမူနာပြထားပါတော့ပထမနှခမ်းနေမဟုတ်ဘဲနဲ့ဒါတခြား product ဆိုရင်လည်းဒါ makeup ဆိုလည်း makeup ပေါ့နော်ဒီမှာဒီ texture switch လေးတွေနဲ့ cosmetic texture switch makeup texture switch ဒီလိုမျိုး texture switch လေးတွေတွဲပြီးရိုက်သွားလို့ရှိရင်ဒီလိုမျိုးပုံစံမျိုးလေးတွေဒါကိုယ့်ရဲ့ design မှာထည့်သုံးလို့ရမယ့်ဟာလေးတွေရမှာပေါ့နော်ပြီးတော့နောက်တစ်ခုကဒါ ultra wave podium ပေါ့နော်ဒီကဆိုရင်ဒါ podium မျိုးစားပဲဒါပေမဲ့သူက wave line လေးတွေပါမယ်ပေါ့နော်ဥပမာဒီလိုပုံလေးတွေဒါဆိုရင်လှတယ်ပေါ့နော်ဒီလိုမျိုး wave line လေးတွေနဲ့ podium လေးတွေပေါ့နော်ဒီလိုလေးသုံးလို့ရတယ်ပေါ့နော်တောင်မှကို product နဲ့ live ဖက်မဲ့အရောင်လေးတွေ live ဖက်မဲ့ပုံစံလေးတွေကိုတွဲပြီးတော့သုံးလို့ရတယ်အများကြီးရှိရနော်နောက်တစ်ခုကကြတော့ဒါ pastel color background ပေါ့ pastel color ဆိုတော့ဒါအရောင်နုနုလေးတွေပေါ့လေဒါဆိုရင် cosmetic ဆိုတော့အရောင် sorry အရောင်နုနုထွတ်ထွတ်လေးတွေနဲ့ဒါပို့ပြီးတော့ live ဖက်တာပေါ့လေအဲ့လိုမျိုးကိုသုံးကျင်တဲ့ color ပုံစံလေးတွေကိုသုံးကျင်တဲ့ color အရောင်လေးတွေတွဲပြီးသုံးလို့ရတယ်ဒီလို pastel color background လေးတွေပေါ့နော်ပြီးတော့ဒါကတော့ဒီဘယ်လိုကိုထည့်ခြင်းတဲ့ background တွေအသုံးပြုခြင်းတဲ့ podium တွေဘယ်လိုရှာလို့ရလဲဆိုတာပြပြပေးတာနောက်ဆုံးတစ်ခုကကြတော့ဒါကတော့ reference ပေါ့နော်ဒီ Pinterest မှာကိုကအခုမှစပြီး design တွေလေ့လာတယ်မဆိုင်ဆွဲမယ်ဆိုရင်ကိုယ့်ကိုလိုက်ပြီးတော့ဟိုထက်ဒီထက်လောက်တာတဲ့စာလို့ရှိရင်ဒီလိုမျိုး reference လေးတွေလိုက်ကြည့်ပြီးတော့သူတို့ဘယ်လိုစာတွေဘယ်လိုထားလဲ typography ဘယ်လိုလုပ်လဲပေါ့နော်ဒီ fundamental တွေဘယ်လိုသုံးလဲ composition တွေဘယ်လိုထားလဲဒါမျိုးတွေကြည့်ရင်လည်းဆိုလို့ရှိရင်ဒီမျိုးဒါ cosmetic area design ဆိုပြီးတော့ပဲရိုက်ရှာလိုက်လို့ရှိရင်ဒါဒီ cosmetic design ဆွဲတဲ့ပုံစံလေးတွေကြာလာလိမ့်မယ်နော်ဒီမှာဒါတွေလိုက်ကြည့်လို့ရတယ်ဒီမျိုးသူတို့ဘယ်လိုဖန်တီးထားလဲဘယ်လို creative ဖြစ်အောင်ဘယ်လိုလုပ်ထားလဲဒါလိုက်ကြည့်လို့ရတယ်ဒီမှာ podium တွေကိုဘယ်လိုသုံးလဲဒါဆို podium နော်ဒါဆိုခုနကတွေ့တဲ့ဟာပဲနော်ခုနကတွေ့တဲ့ podium design အောင်မှာသူက product လေးထည့်ထားတယ်အောက်မှာစာလေးထည့်ထားတယ် typography တွေဘယ်လိုရေးလဲဒီလိုမျိုးဒါဆိုရင်လည်း podium လေးတွေ podium ပုံမှာဒါ product လေးတင်ထားတယ်ဘယ်လိုပုံစံမျိုးထားလဲဒါတွေလိုက်ကြည့်လို့ရတယ်ပြီးတော့မှဒီထဲမှာကိုသဘောကျတဲ့ပုံစံလေးတွေမှတ်ထားပြီးတော့ကို design မှာပြန်ပြီးတော့သုံးကြည့်မယ်typography ဘယ်လိုရေးလဲရေးတဲ့ပုံစံလေးကြည့်ထားပြီးတော့ပြန်ပြီးတော့သုံးကြည့်မယ်ဆိုရင်ပို့ပြီးတော့မြင်မြင်ဆန်ဆန်တိုးတက်လာအောင်နော်ဒီလို reference လေးကြည့်ရမှာနော်ကိုယ့်ကိုအခုမှစဆွဲမှာဆိုရင်ကိုယ့်ကိုတန်းဆွဲဖို့အဆင်မပြေဘူးဒီလိုမျိုး reference လေးကြည့်ပြီးဆွဲမှာပို့ပြီးတော့တဖြည်းဖြည်းနဲ့အဆင်ပြေလာမယ်နောက်ပိုင်းကျွမ်းကျင်လာမှာကိုယ့်ရဲ့ own creation တွေချပြလို့ပို့ပြီးတော့ကောင်းလာမှာပေါ့နော်โอเคအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်